ကြောင့်ရွေးချယ်ပြတာလဲဆိုတော့အမားတို့ကအလုပ်မှာအားတော့လေ clinic တွေကြတော့တောင်းတောင်းမသွားပြဘူးအဲ့ဒါနဲ့အိမ်မှာဒါလေးဝယ်လိုက်တော့တအားအဆင်ပြေသွားတယ်ကိုသုံးကျင်တဲ့အချိန်မှာသုံးလိုက်ရုံပဲတစ်ပတ်ကို2ချိန်သုံးတယ်ပေါ့ R&B ကိုရွေးချယ်ခဲ့တာကပထမဆုံးဒီ Facebook မှာပေါ့နော်ဒီချာကြည့်တာပေါ့ဘယ် device ကိုမျက်နှာအတွက်သုံးကြည့်မလဲဘာဖြစ်လို့လဲဆိုတော့ဒီ skin care နဲ့ပတ်သက်ပြီးတော့လေတခါမှမျက်နှာမှာဘယ်ဟာမှလည်းမသုံးခဲ့ဘူးပြီးတော့မျက်နှာမှာညူညစ်တွေလည်းရမ်းဖြစ်နေတဲ့အခါကျတော့အဲ့မှာ Facebook မှာကြည့်လိုက်တာအဲ့လိုကြည့်လိုက်တော့ R&B က honest review တွေလည်းရထားတာတွေ့တယ်ပြီးရင် ISO သတ်မှတ်ပြုလက်မှတ်ရထားတာလည်းတွေ့တယ်ပြီးရင်ဒီအလားပါကြီးရဆရာဝန်ကြီးရဲ့ထောက်ခံထားတာကိုလည်းတွေ့ရတယ်တွေ့ရတော့အဲ့နဲ့ R&B ကိုရွေးဖြစ်သွားတာပါရှင်ဟာဒီကိုဘာကြောင့်ရွေးချယ်လဲဆိုတော့ညီမအဲ့လိုစက်တွေ Facebook မှာရှာရင်းနေပေါ့နော် R&B brand ကဟိုအလားပါရေးရဆရာဝန်တွေထောက်ခံချက်လည်းအများဆုံးရထားတယ်ပြီးတော့ ISO ဟို certificate လည်းရထားရပေါ့နော်ပြီးတော့ဟို honest review တွေလည်းအများကြီးတွေ့လို့ R&B ကိုရွေးချယ်ခဲ့ရပါအမဝင်ခဲ့တဲ့အမဆိုလို့ရှင်12နှစ်လောက်ကပေါ့နော်မကျင့်တော့သူအဆင်ပြေတယ်ပြေပြီးတော့ပြန်ထွက်လာတယ်မွေးလေးတွေကကျတော့သူကတအားပေါ့နော်များတော့ပေါ့နော်မှွေးညင်းပေါက်တစ်ပေါက်ဆိုရင်မှတော့နှစ်မွေးသုံးမွေးလောက်ထွက်တာတော့အဲ့လိုမျိုးတအားများသွားတယ်ဂျိုင်းသားကိုလည်းကိုကမပြချင်ခီးကကိုအမကျတော့ကားတွေပါတွေစီးတာပေါ့နော်မကြိုက်တော့အိမ်34ကိုရွေးချယ်မယ်ပေါ့နော်ရွေးချယ်မယ်ဆိုပြီးတော့ရိုက်ရှာလိုက်တဲ့ချိန်မှာဒါနဲ့ IBN 14ကိုတွေ့သွားတာပေါ့နော်အဲကြောင့်ရွေးချယ်ပြသွားတာပါ IBN ညီမလေးသူကကျတော့အမအဲ့ပေါ့ခုနပြောတဲ့ချက်တွေပေါ့နော်အဲ့နံပါတ်1ချက်က celebrity တုံးထားအများကွာနောက်ခုကျ customer review ရမ်းများအခုကျအမပိုသေးချာွားကြတော့ဗာလဲဆိုတော့အမ customer service ကိုရန်သဘောကျသွားတယ်အဲကြောင့်မတုံးကြည့်ရပေါ့နော်အဲ့လိုမျိုးချက်ကြောင့်ပြီးတော့ IMB ကျတော့ तू ကအဲ့ဒီတွေ့ရမိုးကောက်ထည့်ထားတာမဟုတ်ဘူးလေသူရဲ့တကယ်ကိုသေချာလောက်ထားတဲ့ set ဆိုတော့တကယ်အဆင်ပြေမြတ်ထင်တာပေါ့နော်အဲ့ဒါကြောင့်အမတုံးပြတာ